ဒီနေ့ကတော့မြင်းနီကုန်းက Red Hill Tower မှာမနက်စာဘူဖေးကိုသွားစားခဲ့ပါတယ်။သူကတော့တရက်နဲ့တရက်ရတဲ့ menu တွေတော့မတူမိပဲပေါ့နော်။ကျွန်တော်သွားခဲ့တော့ကကြတော့မုံဝင်ကရှိမယ်။နောက်ပြီးတော့မှကြာစံချက်ပြီးတော့ပဲပြားတုပ်တို့ခောက်ဆွဲတုပ်တို့ပြန်တင်မော်ဒီဒေါင်းတို့ပေါ့နော်။အဲ့ဒါတွေရှိပါတယ်။အဲ့ဒါအပြင်ကမှဓမင်းစီစန်းတို့တန်ပေါက်တို့ကက်ချီကိုက်တို့အရွက်တို့ဒီဘယ်လိုပြောရမလဲကြက်သားတို့ပေါ့နော်။ပြီးတော့မှငါဖဲကျော်တို့လဲပေါ့နော်။သူတို့ရပါတယ်။ဆိုအဲ့နေ့ကသွားတော့ကကြတော့အချိုပွဲကိုပေါ့နော်သူတို့3ခုလောက်တော့ပြင်ဆင်ထားပေးတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့နည်းနည်းချင်းစီပေါ့နော်ယူလာပြီးတော့မှစပြီးတော့မှ try ကြည့်မယ်ပေါ့နော်ပထမတစ်ခုအနေနဲ့ကမော်ရင်ကားပေါ့နော်ဆိုမော်ရင်ကားကသူ့အရသာလေးကတော်တော်လေး premium ဆန်နဲ့ပြောရမယ်ပေါ့နော်တော်တော်လေးကြိုက်တယ်မကြိုက်တဲ့တစ်ခုပြောရဆိုလို့ရှိရင်တော့ပဲကြော်တစ်ခုပဲရတာပေါ့နော်ဆိုတော့အကျော်အနေနဲ့ဆိုလို့ရှိရင်တော့နည်းနည်းများလေးရှိသေးတယ်လို့ကျွန်တော်ကတော့မြင်မိရပေါ့နော်နောက်တစ်ခုအနေနဲ့စားခဲ့တာကကျတော့ခောက်ဆွဲတုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့စားခဲ့တဲ့အထိုင်တိုင်းမှာဒီဟာတော်တော်ကြိုက်တယ်ပေါ့နော်သူကကိုမာမတုပ်ပေးတာဖြစ်တယ်နောက်ပြီးတော့မှအရသာတော်တော်လေးထိမိတယ်ပေါ့နော်တော်တော်လေးကောင်းတယ်ပြောရမယ်ဆိုတော့အဲ့ဒါပြီးတော့နည်းနည်းချင်းယူလိုက်ဟာကိုစထွိုင်းနေပေါ့နော်ဆိုတော့ဒီဟာကဘာလဲဆိုလို့ရှိရင်ကက်ချီကိုက်ပေါ့နော်ဆိုတော့ကက်ချီကိုက်ကသူစီနင်းနဲ့ကြော်တာဖြစ်တဲ့အတွက်ကြောင့်မလို့စားလို့ကောင်းတယ်ဤတော့မဤပါဘူးပေါ့နော်ဒါပေမဲ့စားလို့ကောင်းတယ်ဆိုရဲအဆင့်မှာပဲသူကတော့ရက်နေပါတယ်နောက်တစ်ခုကကြတော့ထမင်းစီစံပေါ့နော်ဆိုထမင်းစီစံကိုဘူဖေးမှာသွားစားတာပေါ့ဆိုအဲ့မှာတစ်ခုမကြိုက်တာပါလဲဆိုလို့ရှိရင်တော့ကြက်ဥဟပ်ပွိုင်ဖြစ်ပေါ့နော်သူတို့ပေးရင်တော့ပို match ဖြစ်မလားပေါ့နော်ဒါလေးစဉ်းစားမိပါတယ်ဆိုနောက်တစ်ခု drink အနေနဲ့ကကြတော့ AA ရှိရယ်မနွားနှုတ်ရှိရယ်လက်ဖေးရှိရယ်ပေါ့နော်လက်ဖေးကတော့တော်တော်ကောင်းပါတယ်နောက်တစ်ခုကကြတော့ကြက်သားပေါ့နော်ကြက်သားတော်တော်စီညံ့ပြောရမယ်ဆိုတော့အရင်တော့ဂရင်းတူးခဲ့တဲ့ထဲမှာတော့မပါဘူးပေါ့နော်နောက်တစ်ခုကကြတော့ဒီဟာပေါ့ဒါပါလည်းမသိပြီးတော့မှကြာစံချက်ပေါ့နော်ကြာစံချက်ကအစပလာအဲ့လောက်ကြီးမများဘူးပေါ့နော်ကြာစံချက်ဖြစ်ယုံလောက်ပဲချက်သားတယ်ထင်တာပဲအရင်တော့ဂရင်းမတွေ့ခဲ့ပါဘူးကျွန်တော်တစ်ခုကကြတော့ငဖဲကြော်ပေါ့နော်အဲ့ငဖဲကလည်းအားလုံးကြော်ထိပ်ပြီးအများကြီးယူလာပြီးတော့စားမကုန်ဘူးပေါ့နော်ဘာလို့လဲဆိုတော့တော်တော်မာပြီးတော့မှစားမကောင်းဘူးလို့ပြောရမယ်ပေါ့နော်တော်တော်လေးဂရင်းမတွေ့ခဲ့ပါဘူးတန်ပေါက်ကတော့တော်တော်ပေါ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်မစားပြတော့ပါဘူးအချိုပွဲကကြတော့3ခုလောက်တော့ရှိရပေါ့နော်အချိုပွဲဖြစ်အောင်လောက်ပထားထားရလို့ခံစားရတယ်အရင်ကြီး special ဖြစ်နေရတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ပေးရတဲ့ဈေးရဲ့တန်လားဆိုလို့ရှိရင်တော့မစိုးပါဘူး1000ခွဲဝန်းကျင်လောက်နဲ့ဒီလောက်ရရဆိုလို့ရှိရင်တော့တန်တော့တန်ပါတယ်